လူဆိုတာမအောင်မြင်တဲ့ပြန်ရင်းနဲ့အောင်မြင်တဲ့အခါလေးစားအားချတာမြို့မရောက်ခင်လည်းဆွဲချတာမြို့ရောက်သွားတဲ့အခါကျတော့သူတို့တွေကိုဆွဲယူမိုက်တဲ့မျိုးမဟုတ်ရင်တော့မှလူတွေရဲ့သဘာဝကလည်းလဲပဲဆိုတဲ့ဒီရှိရအခုတည်းကအဲ့တော့ပြီးတော့အားချတာအဲ့ဒါပြန်မြင့်ချင်တော့ကျွန်တော်ချိန်တိုင်းပြောတယ်ပြောခဲ့မှာဖြစ်လာလူရဲလို့ဖြစ်လာရင်ဘာသာတော့ဆွေးယူနိုင်အဝတ်မမြင့်နဲ့ဘဝမမြင့်နဲ့ဘုံဘလုံးမလုံးနဲ့ဉာဏ်ပနာပြီးပါဆရာကြီးတို့လည်းပြောခဲ့တယ်ဒီပါပြီးတော့ဘဝဆိုတဲ့အဲ့ဒါတွေပြောတယ်ဘာပြောတဲ့နေရာမှာပြောခဲ့တယ်စဉ်းစားပြီးမှပြောပြီးရတာဒါကြောင့်လောကကြီးမှာလူပြောတွေတော့ပြောချင်တာဆရာဟောတာဘယ်နိုင်လဲမရောအနန္တွေရောမိမိပဲဒါတမမှုကတိရောသူမိလူပါမေဘုရားဘုရားရှိပြီဘုရားရရကတိလုံးမဟုတ်သေးချီအဲ့လိုပါပြီးတော့အားရပြီဘယ်နဲ့မရောဘူးအနန္တွေရောမိမိပဲဒါတမမှုအချီတော်ကိုဝိတုရိုင်းပြီဘုရားလီဘုရားကြီးဘုရားလာရမချင်လို့မမဟုတ်သေးချင်အတဲဒီယုံချစ်ခဲလေးဆွေရသူကဒီဒီဝေးမရှိတော့လေမျက်နှာကြီးရလေဒီတတ်တဲ့ဒီကိုအသေးကိုလည်းသက်ခွေရမငူလာနေမီမငူလာနေမီအချစ်ကိုဒီချစ်ဒီသမီးလာတဲ့တာမီဒီလိုဝိကြွားတန်တော်လီတမနာမီဘက်တော်ချစ်တော်ဘာမှမကြဘူးလေမိမိကလူကြလို့လေမိမိချောင်းပြီးဘယ်တော့ကြီးကိုပဲကမ်းတော့ဘာရနေတော့ဒီမကြည့်တင်တော့လေဆောင်းရောက်ကိုပေါ်ပြီးနေပြီဘုရားတကယ်ဝိသာမီအဲ့ဒီတော့ဝမ်းမရတဲ့အဲ့ဒီရဲ့သူမျိုးရတာကိုအောင်းမိဒီလိုလာပြီသူတို့တွေကိုဘုရားနဲ့သူတို့ပြည်နေလေဘုရားကြီးနဲ့ကိုမြင်ရပြီးပါလူကြပေါင်းနိုင်ကိုအဘာဝဆန်တဲ့ချစ်ကိုဟာအိုးခုလိုလေးဆွဲရပြီးကိုဆွဲရပြီးတော့အရှိအနန္တွေရောမိမိပဲဒါတမမှုအချီလေးရောကိုဝိတုပါလေဘုရားလေးဘယ်တော့အချီလူစာရမချင်လို့မဟုတ်သေးချင်အဲ့ဒီအောင်ချစ်ခဲလေးခွေရသူမဝေဒီဝေဒီမရှိတော့လေဒီနေ့ကြီးရပြီမြို့ရောက်သွားတဲ့ခါကျဒီတတ်တဲ့ဒီပွဲအသေးကိုလည်းသက်ွေရမငူဟာနေမီမငူဟာနေမီအချစ်ကိုဒီချင်းတစ်ခေတ်သမီးလာတဲ့ပါလေရွှေဘုံကိုဒီကြွားတန်လို့ရေတော်မနာမီဘက်တော်အချစ်တော်ဘာဝမကြဘူးလေမိမိကလူကြတယ်လေမိမိချောင်းပြီးဘယ်တော့ပြီးတော့ပြေကမ်းတော့ဘာရကြည့်တော့ဒီမကြည့်တင်တော့ဘာဝလာပြေပေါ်ပြီးဘုရားရဲ့ဝိညာဉ်ကြည်